အားလုံးပဲမင်္ဂလာပါရှင်လူတယောက်ချင်းစီတိုင်းမှာအဲ့တုန်းကပေါ်လို့တစ်ချိန်လုံးကပေါ်လို့ပြောတဲ့အခါမှာပြောပြစရာအမှတ်တရလေးတွေလူတိုင်းမှာရှိတယ်လို့ထင်တယ်ခုလဲစာရေးသူရဲ့ရန်ကုန်မှာနေခဲ့တုန်းကအမှတ်တရလေးတွေကိုအစေးအနေနဲ့ရေးထားပါအစေးကောင်းစဉ်နာမည်ကတန်လန်းမှာနေတုန်းကတဲ့တန်လန်းမှာနေတုန်းကကျွန်တော်အသက်ဟာ25ပတ်ချလဲဂျက်လန်ဒန်ရဲ့ပင်လယ်ဝင်ပလေတဲကဘန်ဝေတင်ချမ်းပန်းသင်းမောပေါ်မထင်မှတ်ဖဲရောက်ခဲ့တယ်လို့ပေါ့ဝင်ပလွေလာဆင်လို့လူတွေနဲ့တစ်ခါတွေ့ခဲ့ရပြီမဲ့တန်လန်းသင်းမောပေါ်မှာပဲတလေတဲစီးရဲဘော်တွေရခဲ့ပါတယ်အလံဆိုင်ပွဲမှာမနိုင်လိုက်တဲ့လက်ဝဲသမားချင်းတယောက်ကိုတယောက်ပခုံးဖတ်မိတယ်လို့မျိုးကိုယ်တိုက်ပွဲကိုလေးစားရင်ပေါ့တန်လန်းမှာနေတော့ကကျွန်တော်မှပုံမှန်အိပ်ရာမရှိဖုံးပေမရှိတညအလျားတလန်အနံ3ပေအိတ်စရာရှင်ကျွန်တော်ကျင်တတ်ခဲ့တယ်တနေ့တနက်ထမင်းဝဝစားရရင်ပျော်ရွှင်တတ်ခဲ့တယ်ဆိုရှယ်မီဒီယာတွေအပုပ်သိုးတွေကြောင့်အုံနှောက်မပြတ်ခဲ့တာဝမ်းသာခဲ့တယ်ဒါပေမဲ့စာလောင်မှုကြောင့်လားခြေဆန့်လက်ဆန့်လဲစရာနေရာမလောက်လို့လားတော့မသိဘူးတန်လန်းညများမှာကျွန်တော်ဟာမြဲနိုးကြနေခဲ့တယ်တန်လန်းမှာတော့လှုပ်ဖြစ်တာတစ်ခုကညဘက်တွေဆိုအခန်းပေါ်တွေနဲ့အခုံချင်းထိကြောခင်းရင်ကိုစီနောက်ခံနေအကြောင်းရင်ဖွင့်ပြောခဲ့ကြတယ်ညအမောင်ကျမ်းမြင်ကနေနိုင်ရန်အလဲကပြတင်းကိုမော်ငင်းရင်ဝရဏအပြင်မြို့ကောင်းကင်အစုံကိုလှမ်းမြင်ရတယ်မိအောင်တလက်လက်နဲ့ဒီမီးတွေရဲ့ဟိုးအဝေးမိုင်ယာချီမှာကိုစီဆွန့်ခွာခြံထားခဲ့တဲ့မျက်နှာတွေရှိမယ်ဘဝတွေရှိမယ်ပေါ့ကျွန်တော်ကိုတယောက်ကိုတယောက်ဖေးမမှုနဲ့စောင့်ရှောက်ခဲ့ကြတယ်တန်လန်းမှာနေတော့ကပါတန်လန်းမှာနေတော့ကကျွန်တော်တို့အားလုံးကလူငယ်တွေချင်းမောက်မီအနွမ်းနဲ့တီရှပ်ဒါမှမဟုတ်လဲရှက်လက်တို့နဲ့အစိုးကိုတစ်ထည်စီဝတ်တယ်အဖေးဆိုင်ရောက်ရင်အလိုလိုပျော်ရွှင်တက်လာတာမှတ်မိတယ်တန်လန်းမှာနေတော့ကျွန်တော်တို့အားလုံးပိန်ကြတယ်အားလုံးအားစိတ်ယုံအားထုတ်လိုက်တဲ့ BMI အချိုးနဲ့ထွက်လာတယ်လို့မျိုးလူတော်တော်များများလိုချင်ကြတဲ့ကျမ်းမာတဲ့ကိုယ်အလေးချိန်ကိုကျွန်တော်တို့အလိုလိုပိုင်ဆိုင်ခဲ့ကြတာပေါ့ကျွန်တော်တို့ကိုယ်တိုင်ဒီထက်နည်းနည်းလေးပိုဝဖို့မျှော်လင့်ခဲ့ကြတယ်တန်လန်းမှာကျွန်တော်တို့ရအလုပ်တွေလုပ်ခဲ့ကြတယ်နောက်နှစ်အနည်းငယ်မှာဝင်ငွေကောင်းတဲ့အလုပ်တွေနဲ့အခြေတကျမဖြစ်ခင်အထိပေါ့အညာသားတွေကြီးပဲစုပြီးနေစားလိုက်အလုပ်လုပ်ခဲ့တာအမှတ်ရမိတယ်တရက်ကို2000ကွန်ပျူတာတွေဆင်းတယ်ရုံးခန်းပစ္စည်းတွေပြောင်းတယ်တာဝါမြင့်ကြီးတွေတက်တယ်တကယ်ကျောင်းစင်းလူ IT ကျောင်းစင်းလူငယ်တွေလိုမျိုးအံ့ဩဖို့ကောင်းတာသူတို့အားလုံးအခုအဆင်ပြေကြပါတယ်တန်လန်းမှာနေတော့တိုက်ခန်းမှာတစ်ခါရီယာစုတောက်ကြတယ်လမ်းထိပ်ရခိုင်အတုပ်ဆိုင်ကဒမော်တီတုပ်၆တီတုပ်ညင်းခွာရွက်တုပ်ပါလာတဲ့နေ့တွေဆိုတကယ်ပြောစရာကြီးပါပဲကျွန်တော်တို့အနိုင်ရတဲ့နေ့တစ်နေ့လို့ခံစားကြတယ်ကန်ဖိုက်တိုက်တစ်လုံးရဲ့အမြင့်ဆုံးထပ်မှာနေပြီးကျွန်တော်တို့ဘာကိုမှမကြောက်တဲ့ဇင်ရောင်ငှက်တွေလို့ပင်လယ်တွေထက်ပြန်တန်းခဲ့ကြတယ်ကိုကကိုရောနှစ်တန်လောက်ထင်နေပေမဲ့တခါရင်ထဲမှာဆွဆူခဲ့တာလည်းရှိတာပေါ့တခါတလေတော့လဲအစာကောင်းကိုလှိုင်းတွေရဲ့ဟိုးအောက်ကနေကျွန်တော်တို့နှိုက်ထုတ်ယူနိုင်ခဲ့ကြတယ်တန်လန်းမှာနေတော့ကပါအဲ့တုန်းကကျွန်တော်ရဲ့ပြင်ပအချက်လက်ရှာဖွေရတခါ Wi-Fi ရတဲ့အောင်ကောင်းဆန်မှာဖြစ်နိုင်တယ်တခါကျောင်းကုန်းလမ်းနဲ့ဆုံတဲ့ကျောင်းနေဘက်တငယ်ချင်းနဲ့လည်းဖြစ်နိုင်တယ်ညာတော့အဖြစ်လမ်းထိပ်ကဖက်ကြည့်ပြန်ထားစောက်လေးထဲကနေလာပါတယ်တခါကျွန်တော်ကဖက်ကြည့်ပြန်ထားတဲ့မှာလာတန်းရဲ့ကြပြတစ်ပုဒ်ကိုရှာတွေ့ခဲ့တယ်မင်းတယောက်တည်းမဟုတ်ဘူးဆိုတဲ့ကြပြကိုဘယ်နှခေါက်မှမသိဖတ်မိတယ်ဒီလမ်းဘေးစာအုပ်တလေးထဲကပဲမောင်တာနိုးရဲ့စာပေဆောင်မတစ်ပုဒ်ဗီယက်နမ်စစ်အတွင်းကကောင်လေးတယောက်ရဲ့အထုပ်ပတ်တိ Never Fall Down ကိုဘာသာပြန်တဲ့မယိုင်လဲစတဲ့နဲ့အုံနောက်ရဲ့အလုံးလုံးပုံဆိုင်ရာစာအုပ်တစ်အုပ်ကိုတွေ့ခဲ့တယ်တချို့စာအုပ်တွေဖတ်ပြီးကြီးနူးနှစ်သိမ့်တယ်တချို့စာအုပ်တွေဖတ်ပြီးကြေကွဲအားတက်မိတယ်တခါကျွန်တော်ခံစားချက်ကိုပြန်မဆယ်နိုင်တော့တာကိုသတိရမိတယ်မိုးရေထဲမှာအထီးမပါလို့တန်လန်းမှတ်တိုင်မှာစာအုပ်တုံးနဲ့ထားရင်ည7 နာရီထိုးတဲ့အထိစာတွေဖတ်ခဲ့တာကိုသတိရမိတယ်လမ်းမေးမီအောင်တွေကားလမ်းပေါ်ကဆူညံတုံခါတန်းတွေမြောင်းရိပ်စီးတန်းနဲ့မြို့ရဲ့ညင်းညူတန်းတွေကိုကျွန်တော်မေ့သွားတဲ့အထိပေါ့ကျွန်တော်ခံစားလွယ်ခဲ့တယ်အခန်းနံရံကိုလက်သေးနဲ့ချစ်အိမ်မြတဲ့ညတွေကိုပြည်ပုတ်ဖောက်သလိုညှက်ထုတ်ခဲ့တယ်
မြင်နေရတယ်ရှိနေတာမဟုတ်ဘူးဆိုတဲ့သဘောတရားကို networking လေးလာနေတဲ့တငယ်ချင်းတယောက်စီကနေကြားခဲ့ရတယ်။တန်လန်းမှာမြင်ခဲ့တဲ့အရာတွေကလည်းရှိနေတာမဟုတ်တော့တာဖြစ်မယ်။တန်လန်းမှာတော့ငါပါ။တန်လန်းမှာနေတော့ကျွန်တော်မှအလုပ်ကိုင်မမေရမရှိဘူး။ကြုံရလုပ်တဲ့နေ့တွေရှိလို့တငယ်ချင်းတယောက်နဲ့လမ်းမှာကြုံတဲ့အခါတစ်ပတ်တစ်ခါအလုပ်ကောင်းစဉ်ပြောင်းပြောဖြစ်တယ်။နောက်တော့သူလည်းကျွန်တော်ကိုလိန်နေရလို့ထင်သွားပုံရပါတယ်။အလုံးမရှိပေမဲ့ကျွန်တော်ကတစ်ခုခုတော့လုံနေခဲ့တာပဲ။တစ်ခါဘာသာပြန်နေဒီလိုနဲ့နီးပညာဆိုင်ရာစာအုပ်တအုပ်ကိုဘာသာပြန်ဖြစ်သွားပါတယ်။နာမည်ရနီးပညာ website တစ်ခုအတွက်ဘာသာပြန်ဆောင်းပါးတွေရေးခဲ့တယ်။စာပေဗိမာန်ဘာသာပြန်ကြိုင်ပွဲအတွက်ပေးထားတဲ့စာမူတစ်ခုကိုပါဘာသာပြန်ဖြစ်သွားတယ်။နိုင်ငံသားဖြစ်မှုအကြောင်းဆိုတဲ့စာအုပ်လေးပါ။ကျွန်တော်ဘာသာပြန်ညင်တဲ့စာမျိုးစာတော့မဟုတ်ခဲ့ဘူး။စာပေဗိမာန်စီကိုလည်းမရောက်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်ပတ်စံရဖို့ကျွန်တော်သိမလုပ်ချင်တာတွေအများကြီးလုပ်ဖြစ်ပါတယ်။တန်လန်းမှာနေတော့ကကျွန်တော်ကိုတောက်ခံထားစေတဲ့အကြောင်းတရားတွေလည်းအများကြီးရှိခဲ့တယ်။ဘဝလက်တွဲပေါ်ဖြစ်လာမဲ့ချစ်သူကတပတ်တစ်ခါဟင်းကောင်းတွေချက်ကျွေးတယ်။တခါတော့ဘဝမှာပထမဦးဆုံးအဖြစ်သူ့လက်ရာပစုံအစိမ်းတုပ်ကိုစားဘူးတယ်။ပင်လယ်ကိုရောက်သွားသလိုခံစားမိသွားတယ်။သူ့အဆောင်ပြန်ချိန်လိုက်ပို့ရင်ကိုကြုံရတဲ့လောကဓာတ်ကိုရင်ဖွင့်မိတိုင်းနားထောင်ပေးတယ်။ကျွန်တော်ရဲ့တောင်းပန်တွေကိုယုံကြည်ဖို့အားပေးခဲ့တယ်။တန်လန်းမှာနေတော့ကကျွန်တော်တန်မာခဲ့တာသူ့ကျေးဇူးတွေပါပဲ။တန်လန်းမှာနေတော့ကကျွန်တော်ကကုမ္ပဏီတစ်ခုကနေအလုပ်ပြုတ်ခဲ့ပြီးကုမ္ပဏီတစ်ခုမှာအလုပ်ရခဲ့တယ်။ကျွန်တော် CV ကိုပြန်ကြည့်ရင်ဘာမှမဆိုင်တဲ့အလုပ်တွေ့ကြုံတွေကြီးတွေ့ရမယ်။ NGO ဝန်ထမ်းအကျွေးပေးသူ software ရေးသူအကူဝန်ထမ်း IT ကုမ္ပဏီလာစာမဲနဲ့6000တန်အလုပ်တစ်ခုဘာသာစကားအကြောင်းကစရင်ကောက်တောက်တူမရတန်လန်းမှာတော့ကျွန်တော်မှမေရအလုပ်တစ်ခုရဖို့တော်တော်ကြာခဲ့တယ်။ကြာလောင်မှုကစာလောင်မှုတက်ဆိုးတယ်ဆိုတာကိုကျွန်တော်ခံစားနိုင်ခဲ့တယ်။တန်လန်းမှာတော့ထူးထူးခြားခြားကျွန်တော်လုပ်ဖြစ်တာတရားစခန်းကိုတယောက်တည်းရောက်သွားတာပါ။ကျွန်တော်ဘွားရဲ့ပထမဆုံးတရားစခန်းအတွေ့အကြုံဖြစ်တယ်လို့ဘသူတိုက်တွန်းလို့ရဲလို့မဟုတ်ဖ ೇನೆ ရောက်ခဲ့တာပါ။နေရာဒီမှာကျွန်တော်10ရက်လောက်ရှာခဲ့တယ်။တင်းညမတိုင်ခင်တကူကိုကျွန်တော်ရှာတာမျိုးလို့ပြောလို့ရမယ်ထင်ပါတယ်။ဘာလို့တရားစခန်းသွားခဲ့တာလဲတဲ့တငယ်ချင်းတယောက်မေးတော့ကျွန်တော်မှဖြေစရာအဖြေမရှိဘူး။ကျွန်တော်တိတ်ဆိတ်နေခြင်းလို့ဖြစ်မယ်။ဒီအဖြေကလည်းမှန်တော့မနေခဲ့ဘူး။တရားတစ်ပတ်လုံးကျွန်တော်ခေါင်းထဲမှာအတန်တွေကလိုင်းဆူခဲ့တာပဲလေ။တန်လန်းမှာနေတော့ပြောစရာတော့အကောင်းသားခေတ်ဟာကျွန်တော်တို့ထပ်ပိုတိုးတက်နေခဲ့တယ်။ပိုမျောလင်းချက်ကြီးမားခဲ့တယ်။အဲဒီတော့လူတွေခေတ်တွေဟာတိတ်တက်ကြွနေတယ်။တန်လန်းကုန်းကျော်တရားပေါ်ကနေရန်ကုန်ရဲ့ရင်အုံကိုဖွားလေးစမ်းကြည့်လိုက်ရင်သိလိမ့်မယ်။တန်လိုက်တက်တွေနဲ့တုံရင်နေသလိုမျိုးလူတွေကအလင်းရောင်နောက်ကိုလိုက်နေခဲ့တာပေါ့။အဲဒီခိုက်တန်လေးမှာအရာအားလုံးအဆင်ပြေတော့မလို့ပဲ။မြို့ရဲ့မာဂျူရီမီတွေကအားလုံးသွားဖို့လမ်းပြနေတယ်လို့ယုံကြည်ရတယ်။အဲဒီယုံကြည်မှုတွေကြောင့်ပဲအခွင့်အလမ်းတွေရဲ့မြို့မှာကျွန်တော်တို့အဆင်မပြေသေးပေမဲ့မျောလင်းစိတ်တွေနဲ့ထက်သန်နေခဲ့တယ်။တန်လန်းကိုပြန်မရောက်တာကြာပါပြီ။မာဂျူရီမီအောင်အောက်မှာတငယ်ချင်းတွေလည်းရောနက်တန်းစင်းရောလို့အဝေးကြီးကိုပြန်သွားကြပြီ။မြို့ရဲ့ဒုံခါမှုနဲ့ရင်ခုန်ဖွဲရာလုံခြုံလှုပ်ရှားမှုတို့လည်းလွင့်ပါသွားပြီ။တတိယမိတဲ့အရာတွေကမရှိတော့တာပဲဆိုတာလည်းသိခဲ့ရပြီ။မြင်နေပြီးမရှိတော့တာတွေလာတော့ပြောတတ်ဘူး။တန်လန်းရဲ့အတူအရှိအနီးဝေးဟာကျွန်တော်တို့နဲ့ခြားနာခဲ့ပါပြီ။ဒါပေမဲ့လည်းတငယ်ချင်းတွေနဲ့ဆုံလို့တန်လန်းမှာနေတော့ကားလို့ပြောလိုက်ရင်ကျွန်တော်မှပြောချင်တာတွေရှိနေတော့မှာပဲ။ငြိမ်းဝေမင်း